Honda တက်ထွက်ရှိထားတဲ့ Honda A6B လေးကိုညီမ unbox လုပ်ပြမှာဖြစ်ပါတယ်ရှင်အခုညီမဖောက်ပြတဲ့ color လေးကတော့အစိမ်းလေးဖြစ်ပါတယ်ရှင်သူ့မှာဆိုရင် original silicone cover အကြည့်လေးကိုထည့်သွင်းအသုံးပြုပေးထားပြီးတော့မှ user manual လေးရယ် sim card တွေကိုထည့်သွင်းအသုံးပြုလို့ရတဲ့ sim pin လေးပါတစ်ပါးတွဲထည့်ထားပေးပါတယ်ရှင်နောက်ပြီးတော့ original adapter နဲ့ cable ကို35 watt လေးတစ်ခါရေးတွဲထည့်ထားပေးပါတယ်ရှင်အခုညီမပြပေးရတော့ Honda အသစ်ထွက်ရှိထားတဲ့ Honda A6B လေးပဲဖြစ်ပါတယ်ရှင်။သူ့မှာဆိုရင် RAM 8 memory 256GB ကို9,400,900ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ Screen size အပိုင်းမှာဆိုရင်တော့ 6.7 inches AMOLED display ကိုမှ 90Hz refresh rate လေးကိုအသုံးပြုပေးထားတာဖြစ်ပါတယ်ရှင်။ထူးခြားချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ main camera မှာ 1.8 megapixel 5 megapixel နဲ့2 megapixel ကိုအသုံးပြုပေးထားပါတယ်ရှင်။ Selfie camera မှာဆိုရင်တော့15 megapixel ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်ရှင်။ color အနေနဲ့ဆိုရင်တော့ green ရယ် silver ရယ် black ရယ်ဆိုပြီးတော့မှ color လေး3ရောက်ထွက်ရှိထားပါတယ်ရှင်အခုညီမပြပေးတဲ့ Honda A6B လေးကိုစိတ်ဝင်စားလို့ဝယ်ယူချင်နေဆိုရင်တော့ညီမတို့ရဲ့ Insta ကိုအခုပဲလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါစီရှင်ဒီဗီဒီယိုလေးကိုတွေ့ပြီးတော့မှ Honda A6B လေးကိုဝယ်ယူမယ်ဆိုရင်တော့ original earbuds လေးလက်ဆောင်ရမယ့်အပြင် original screen protector လေးကို 50% discount shop ပေးမှာဖြစ်ပါတယ်ရှင်